တချို့အန်နီမေတွေကစီဇန်1ပြီးသွားတာ9နှစ်10နှစ်လောက်ရှိနေပြီဒါပေမဲ့အခုချိန်ထိစီဇန်2ထွက်မယ်ဆိုတဲ့သတင်းအစအနတောင်မကြားရသေးပါဘူးနောက်နှစ်လာမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ကျွန်တော်တို့တောင်အသက်ကြီးသွားကြပါပြီသူတို့ကတော့ပြန်မလာသေးပါဘူးအန်နီမေဖန်တယောက်အနေနဲ့ခရခတ်ဆုံးအရာတစ်ခုကတော့ကိုအရန်ကြိုက်တဲ့အန်နီမေကစီဇန်2ဆက်မထွက်တော့တာပါပဲဒီနေ့ဗီဒီယိုမှာတော့ပရိသတ်တန်းပေါင်းများစွာတောင်းဆိုနေကြပေမဲ့အကြောင်းမျိုးကြောင့်စီဇန်1တွေဆက်မထွက်တော့တဲ့အန်နီမေကားတွေကိုပြပြပေးသွားပါမယ်လူကြီးမင်းတို့စောင့်နေတဲ့အန်နီမေပါမလားဆိုတာဗီဒီယိုလေးဆုံးတဲ့အထိကြည့်ပေးကြပါအောင်နော်နောက်ပြီးတော့ဒီဗီဒီယိုလေးထဲမှာ 1 meter ကချိုပါဖီကာရုပ်လေးကိုဝေးပါတာမို့အဆုံးထိကြည့်ပေးကြပါအောင်နံပါတ်1 No Game No Life ဒီအနီမေကောင်းစဉ်လေးကိုကြားရတာနဲ့အခြေအုပ်ကိုလွမ်းတယ်လို့ပြန်လန်းသွားကြတယ်မို့လားစီဇန်1စတဲ့တုန်းကလည်းလူကြိုက်များပြီးနာမည်ကြီးခဲ့တယ်မူဗီထက်တော့လည်းအောင်မြင်ခဲ့တယ်ဘာအော့ဖစ်မှာတက်900ရပြီးတော့ဂျပန်နိုင်ငံမှာ top 7အထိဝင်ခဲ့ပါတယ်ဒါဆိုဒီလောက်ထိအောင်မြင်နေတာဘာလို့စီဇန်2ဆက်မထွက်ရတာလဲကျွန်တော်စီဇန်2ဆက်မထွက်ရတဲ့အကြောင်းပြချက်တွေကိုရှင်းပြပေးမယ်ဂျပန်နိုင်ငံမှာကာရိုကာဝါလိုမျိုးကြီးမားတဲ့ထုတ်လုပ်ရေးကုမ္ပဏီတွေကနှစ်တိုင်းအနီမေအသစ်တွေကိုယင်းနှိမ့်မြုပ်နေကြတယ်။ No Game No Life Season 1နဲ့ movie ကအောင်မြင်ခဲ့ပေမဲ့သူတို့ကအသစ်ထွက်ရှိလာတဲ့ light novel တွေဒါမှမဟုတ်တခြားအောင်မြင်မဲ့အနီမေအသစ်တွေကိုထုတ်လုပ်ဖို့ပို့ပြီးတော့ဦးစားပေးတတ်ကြတယ်။အဲ့အချိန်တုန်းကလည်း No Game No Life ရဲ့မူရင်းစာရေးဆရာယူကာမီယာကကျမ်းမာရေးအခြေအနေမကောင်းနေတာပါ။အဲ့တော့ကာရိုကာဝါလိုကုမ္ပဏီတွေက Season 2ထွက်ဖို့ကိုဦးစားမပေးတော့ပဲတခြားအသစ်ထွက်လာတဲ့မန်ဂါတွေကိုပဲဦးစားပေးခဲ့ပါတယ်။အဓိကတော့စီးပွားရေးပေါ့စီဇန်1ကိုထုတ်လုပ်ခဲ့တဲ့မဟောက်စတူဒီယိုနဲ့ဒရိုက်တာအာဆူကိုအီရှီဇူကပါဝင်တဲ့အဓိကစတက်တွေက quality ကောင်းတဲ့အဖွဲ့သားတွေပါအခုသူတို့အားလုံးကတခြား project ကြီးတွေမှာပါဝင်နေကြတာပါအဲ့ဒီအဖွဲ့ကိုအရင်လို anime quality မျိုးဖန်တီးနိုင်မှုအတွက်ပြန်လည်စုစည်းဖို့ကအချိန်ယူရတာကြောင့်ခက်ခဲနေနိုင်ပါတယ်စီဇန်2ထွက်ပြီးရောဆိုပြီး budget အနေနဲ့ထွက်ခဲ့ရင်လည်းအခုအပြည့်ပြောစရာစကားပါပြောဆိုနေတဲ့ One Punch Man anime လို quality မျိုးရပါလိမ့်မယ်ကျွန်တော်ကစီဇန်2ဘယ်တော့မှလာမှာမဟုတ်ဘူးလို့မပြောပါဘူး light novel နဲ့ manga ကလည်းအခုချိန်နေဆက်ထွက်နေနေတာမို့စီဇန်2ကတော့နောက်တစ်ချိန်မှလာမယ်လို့ကျွန်တော်ယုံကြည်ပါတယ်နံပါတ်1 Zoo 100 Bucket of the Dead Zoo 100 anime ပြသတုန်းကအားလုံးမမိကြအောင်မထင်ပါတယ်အပိုင်းတွေကအပတ်စဉ်ပုံမှန်မလာပဲခဏနောက်ကျနေပါတယ်နောက်ဆုံးအပိုင်း10 17 12ဆိုရင်တတ်မှတ်ချိန်မှမပြတ်နိုင်တော့လို့လအတော်ကြာကျန်လိုက်ရပြီးခရစ်စမတ်ရောက်မှတခါရဲထုတ်လွှင့်ခဲ့တာပါဒီအကြောင်းအရာကိုကြည့်လိုက်တာနဲ့ထုတ်လုပ်တဲ့စတူဒီယိုကအချိန်မီပြည့်အောင်လုပ်ဖို့လိုအင်အားနဲ့အချိန်မလောက်တဲ့ပြဿနာကြီးရှိနေရဆိုတာသိတာပါတယ်ဒီပြဿနာကိုမရှင်းမဲနဲ့စီဇန်2ချင်းစားဖို့ဆိုတာမဖြစ်နိုင်ပါဘူးဒီ anime ကိုတောင်းယူထားတာက Bufflin ဆိုတဲ့စတူဒီယိုအသစ်ပါZoo 100 anime ဟာသူတို့ရဲ့ပထမဆုံးအဓိကတာဝန်ယူရတဲ့ series ကြီးဖြစ်ပါတယ်။ပထမဆုံး project မှာတင် animation quality ကိုအရန်ကောင်းအောင်လုပ်ထားတော့ရေရှည်မှာဝန်ထမ်းတွေကဓမ္မခိုင်နိုင်တော့ပဲအချိန်မီမလုပ်နိုင်တာတွေဖြစ်လာတယ်။ဒါကြောင့် season 2အတွက်သူတို့ကလူအင်အားပြည့်စုံနေတာဒါမှမဟုတ်ထုတ်လုပ်ရေးအဖွဲ့ကတခြား studio တစ်ခုကိုပြောင်းဖို့စဉ်းစားနေတာလည်းဖြစ်နိုင်တယ်။အဓိကတော့ season 1တုန်းကဖြစ်ခဲ့တဲ့ထုတ်လုပ်ရေးအမှားကိုသင်ခန်းစာယူပြီး season 2ကို studio နဲ့ညှိနှိုင်းနေလို့ကြာနေရလို့လည်းသိရတယ်။ Zoo 100 anime တင်ကို2026နှစ်ကုန်ပိုင်းမှာကြားရမယ်လို့ပြောထားပါတယ်။နံပါတ်3 Hunter x Hunterဒီဘက်ခေတ်မှာအနီမေတွေကိုဘယ်လောက်မြင်ထုတ်လုပ်နေလဲဆိုတာအားလုံးသိပြီးသားဖြစ်မှာပါဒါပေမဲ့တချို့မှာစာပြတွေကြတော့10နှစ်ကျော်ကြာတဲ့အထိအိပ်ပျော်နေတော့မှာဒါကြောင့်ဟန်တိုင်းရှန်နာဆိုတဲ့အနီမေကဘာကြောင့်ဆက်မထွက်တော့တာလဲဆိုတာကိုပြပြပေးမယ်အဓိကပြဿနာကတော့စာရေးဆရာယောရှိဟီရိုတိုကာရှီဟာနာတာရှီခါယောဂါကိုခံစားနေရလို့ပါဒီယောဂါကိုခံစားနေရတာကနှစ်ပေါင်းများစွာကြာပြီလို့လည်းသိရတယ်သူဟာကလပ်ထိုင်မှာထိုင်ပြီးမဆွနိုင်လို့ကြက်မြင့်ပေါ်မှာလဲပြီးဆွဲရတဲ့အထိဖြစ်ခဲ့ပါတယ်ဒါကြောင့်မန်ဂအခန်းထဲတစ်ခုထွက်ဖို့လနဲ့ချီကြပါတယ်တခါတလေဆိုရင်နှစ်နဲ့ချီနာရပါတယ်ဒါကြောင့်ဟန်တိုင်းဟန်နာဖန်တွေကသူ့ကို hiatus လို့နာမည်ပြောင်းပေးထားကြပါတယ်။မြန်မာလိုအစဉ်ပြေအောင်ဘာသာပြင်ရရင်တော့အမြဲတမ်းနားနေတူလို့အတိတ်ပဲရတယ်။စာရေးဆရာကိုယ်တိုင်ကမရေးနိုင်တော့အနီမေရိုက်မဲ့စတူဒီယိုအတွက်ရိုက်ဆရာဇာတ်လမ်းမရှိတော့တာပါ။လက်ရှိမန်ဂမှာတွားနေတဲ့အကတိုက်ခိုက်တာထက်နိုင်ငံရေးနဲ့စကားပြောတာတွေအများများပါတယ်။ဒီလိုစကားအများများတဲ့မန်ဂကိုအနီမေအနေနဲ့ပြောရိုက်ဖို့အရန်ခက်ခဲတယ်။ပရိသတ်မပြင်းအောင်ရိုက်ကူးနိုင်မှုအတွက်ဒရိုက်တာနဲ့ဇညွှန်းရေးဆရာတွေကအများကြီးကောင်းစားရမယ့်အပိုင်းဖြစ်နေလို့စတူဒီယိုကမလုပ်သေးတာလည်းပါပါတယ်။ဥပမာတတိုင်းအိုင်က reincarnated access line တုန်းကလည်း season တစ်ခုလုံးအစည်းအဝေးခေါ်ပြီးစကားပဲပြောနေလို့ဝေဖန်ခံရပါလေတယ်။သူကလုံးဝလက်ရွှတ်လိုက်တာမဟုတ်ပါဘူး။သူ့ရဲ့ H ကောက်မှာနောက်ထပ်အခန်းတွေအတွက်ပုံညံ့တွေ storyboard တွေဆွဲနေတဲ့ဓာတ်ပုံတွေကိုပုံမှန်လိုတင်ပေးနေတယ်။ဒါကြောင့်သူဟာစပွဲမှာထိုင်ပြီးတော့အရင်လိုပုံမှန်မဆွဲနိုင်တော့ပေမဲ့ဇလန်ကိုဆက်ပြီးအဆုံးသတ်နိုင်မှုအတွက်စူးစမ်းရေးသားနေပါတယ်။ anime ထွက်မဲ့တင်ကတော့2029-28မှာကြားရမယ်ဆိုပြီးတော့လည်းသိရပါတယ်။နံပါတ်4 Hyuga anime ကိုပြောရရင်ပထမဆုံးစိတ်ထဲပေါ်လာတာကဘာလဲသိလား။ကိုယ့်ရဲ့စွမ်းရင်ကိုအရာရာတိုင်းမှာချွတ်တာခြင်းနဲ့ Oriki နဲ့ I'm Curious ဆိုတဲ့ချီတန်နာတို့ရဲ့မျက်နှာပါပဲ Animation quality ကလည်းအရန်ကောင်းလို့နာမည်ကြီးပါတယ် Season 2ဆက်မထွက်တဲ့အကြောင်းရင်းကလည်းရှိနေပါသေးတယ် Hyuga anime ကဟိုနိုဘူးယိုနေဇာဝါရဲ့ခိုတမ်မူနိုဘယ်စီးရီးကိုအခြေခံထားတာပါစာရေးဆရာယိုနေဇာဝါကတခြားစာရေးဆရာတွေလိုစီးပွားဖြစ်အမြန်ရေးရတူမဟုတ်ပဲသူစိတ်သိမ်းကြတဲ့အခါမှာစိတ်ရှိလက်ရှိရေးရတူပါ Anime Season 1ထုတ်ပြီးတဲ့နောက်ပိုင်း Season 2အပြည့်စုံရိုက်ကူးနိုင်လောက်တဲ့အထိဇလန်ကအလုံးလောက်မရှိခဲ့ပါဘူး Novel Volume 7က2024ကိုမှထွက်တာဖြစ်လို့အခုချိန်ဒီ Season 2အတွက်ဇလန်အပြည့်ရဖို့ကိုစောင့်နေရတော့မှာHyuga anime ကိုထုတ်လုပ်ခဲ့တာကတော့ Kyoto Animation ဖြစ်ပါတယ်။ Kyoto Animation ဟာသူ့ရဲ့အနုစိတ်တဲ့ animation quality နဲ့လှပတဲ့ visual art တွေကြောင့်နာမည်ကြီးပါတယ်။ Kyoto Animation က2019လောက်ကဖြစ်ပွားခဲ့တဲ့ One Night ကိစ္စတွေကြောင့် project တွေကိုအရင်လိုအများပြမလုပ်နိုင်တော့ပါဘူး။အဲဒါကြောင့်မို့ဦးစားပေးလုပ်တဲ့ project တွေကိုပဲရွေးချယ်ပြီးလုပ်နေကြတာပါ။ Kyoto Animation Studio က2019ခုနှစ်ဇွန်လ18ရက်နေ့ကမီးရှို့တိုက်ခိုက်ခြင်းခံရပါတယ်
ကျိုးသူ animation ရဲ့ထိပ်တန်းဝန်ထမ်းတွေဒရိုက်တာတွေနဲ့ပုံစံပညာရှင်တွေအပါအဝင်လူပေါင်း36ဦးတည်ဆုံးခဲ့ပါတယ်။ဒါကြောင့် animation ဗန်နီးယာမှာမရှိမဖြစ်လိုအပ်တဲ့လူရင်းအားနဲ့အမှုပညာစွမ်းရည်တွေကိုအကြီးအကျယ်ဆုံးရှုံးခဲ့ပါတယ်။ကျိုးသူ animation ရဲ့အဓိကစတူဒီယိုအဆောက်အအုံတစ်ခုလုံးမိလောက်ပျက်စီးသွားခဲ့ပါတယ်။နှစ်ပေါင်းများစွာကြိုးစားဖန်တီးထားတဲ့ animation ပစ္စည်းတွေအဝတ်တွေနဲ့ digital data တွေလည်းအားလုံးဆုံးရှုံးခဲ့ပါတယ်။ဒါကြောင့် Hyuga Anime လို high quality မျက်နှာကားကို CNU ဆက်ထုတ်ဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။ဒါပေမဲ့တချို့ fan page တွေကတော့ကျိုးသူ animation ကအရင်လိုအခြေအနေပြင်ရောက်ရင် CNU ဆက်ထုတ်မှာလို့ခံမှန်းနေကြပါတယ်။ကျွန်တော်အမြင်အရပြောရရင်တော့ CNU ထုတ်ဖို့ဆိုတာဖြစ်နိုင်ပါတယ်။ဘာလို့လဲဆိုတော့ light novel ကလည်းအခုချိန်ထိမပြီးသေးပဲဆက်ထုတ်နေလို့ပါနောက်တစ်ခုမပြောခင်မှာကျွန်တော် giveaway တစ်ခုပေးချင်ပါတယ်အဲ့ဒါကတော့မြင်တဲ့အတိုင်း anime figure ပါပဲ 1P တဲ့ကကျွန်တော်ကောင်မလေးချစ်ရတဲ့တိုနီချိုပါလေးပါ figure တွေပေးနေတာအပေါ်သားတွေများလားဆိုပြီးတွေးနေတဲ့လူတွေအတွက်ပြောချင်တာကအပေါ်သားမဟုတ်ပါဘူးတစ်ခုကို5,000တက်ပါတယ်ကျွန်တော်ကဒီထက်ပိုပြီးတော့ပေးချင်ပါတယ်ကျွန်တော်ရဲ့ channel ဒီထက်ပိုပြီးအဆင်ပြေလာရင်ကျွန်တော် figure ရုပ်ပေါင်း30လောက်ကို giveaway ပေးပြမှာပါလူကတော့ကျွန်တော် channel လေးကို subscribe လုပ်ပေးရပါမယ်အောက်ကကျွန်တော် Facebook page လေးကိုလည်း like and follow လုပ်ပေးရပါမယ်giveaway ကိုတော့ subscriber တန်းငယ်ပြီးတဲ့နေ့မှာဖောက်ပေးပါမယ်တန်းငယ်ဆိုတာမကြပါဘူးခဏနဲ့ပြည့်ပါတယ်giveaway ကိုတော့ like လွင်ပြီးတော့ဒီ channel မှာပဲဖောက်ပေးပါမယ် giveaway ဖောက်တဲ့နေ့မှာ like လာကြည့်မဲ့လူတွေအတွက်လည်းတခြား anime ပုံတွေ keychain တွေကိုမဖောက်ပေးပါမယ်ဒါဆိုရင်နောက်ဗီဒီယိုလေးကိုတွားလိုက်ရအောင်နံပါတ်5 Akame ka Kill ဒီရဲ့တလင်းကြားရတာနဲ့ကျွန်တော်ကတော့ lollipop လေးကိုပဲတွားမြင်တယ်ဒီ anime က high character ဓာတ်ကောင်ဆိုပြီးနာမည်ကြီးတယ်ဒီ solid မလိုက်တာဆိုပြီးကြိုက်မယ်လို့ရင်နောက်တစ်ပိုင်းမှာတည်တယ်ဒီကောင်ကမိုက်တာဆိုပြီးကြိုက်ရင်လည်းတည်တယ်ဒီကောင်စပင်ကြီးကလမ်းနဲ့ဆိုပြီးကြိုက်ရင်လည်းတည်တယ် MC ကိုကြိုက်တော့လဲနောက်ဆုံးပိုင်းမှာတည်တယ်ဒီ short လေးကလမ်းနဲ့ဆိုပြီးကြိုက်တော့လဲဒုတ်ရှုရင်ဖြစ်တယ်နောက်ဆုံးပိုင်းမှာအကုန်တည်တယ်တကားလုံးအသက်ရှူကြရလောက်အောင်မွန်းကျလွန်းတဲ့ anime ဆိုလဲမမှားဘူး season 1မှာ official အန်းသွားပေမဲ့ဘာလို့ season 2ထုတ်ဖို့စောင့်နေကြတာလဲဆိုတာကိုကျွန်တော်ပြပြပေးမယ် anime ဇာတ်သိမ်းမှာ MC ဖြစ်တဲ့တာဆူမီတည်သွားတာကို fan တွေကလက်မခံနိုင်ကြပါဘူးမန်ဂဇာတ်သိမ်းမှာတာဆူမီဟာအသက်ရှင်ပါတယ်ဒါကြောင့် fan တွေကမန်ဂမူရင်အတိုင်းတာဆူမီအသက်ရှင်တဲ့ဇာတ်သိမ်းကို anime အနေနဲ့မြင်ရတာပါ anime ဇာတ်သိမ်းဟာမူရင်မန်ဂရဲ့အဆုံးသက်တိုင်းမဟုတ်ပဲစတူဒီယိုရဲ့စိတ်ကူးနဲ့ဆုံးသက်ခဲ့တာပါ fan တွေဟာဇလန်ကိုရေးဆွဲခဲ့တဲ့တိုဂါမီရဲ့မူရင်မန်ဂဇလန်အတိုင်းအန်းနေကြတာပါဒါကြောင့် season 2မဟုတ်ပဲ remake ကိုမျှော်လင့်နေကြတာပဲဖြစ်ပါတယ်မန်ဂမှာ happy ending လားဆိုတော့လည်းမဟုတ်ပါဘူး MC ကအသက်ရှင်ပေမဲ့ပုံစံကတော့ပြောင်းသွားပါတယ်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ် channel လေးကိုလည်း subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့အောင်နော်ကျွန်တော်ရဲ့နာမည်ကတော့ယိုယိုပါကဲဒါဆိုရင်မီနာဆန်အာရီဂါတိုဂိုဇိုင်မတ်